Hello ဟုတ်ကဲ့ဟုတ်ကဲ့ဖုန်းခေါ်ထားလို့ပါဟုတ်ပါတယ်ဦးနှစ်လျအောင်ဖုန်းဘလော့ထားလားစမ်းကြည့်တာပါဟုတ်ကဲ့ပါအော်ဟုတ်ကဲ့ဘယ်လောက်ထားရလဲဘာဖြစ်လို့လဲမသိဘူးနော်ဟမ်မသိကျင်လို့လေဖုန်းဆက်ကြည့်တာပါဟုတ်ကဲ့ပါအော်ဟုတ်ဘာကြောင့်ဘလို့လဲတော့မသိပါဘူးဗျာအော်အကြောင်းမရှိလို့လေဘယ်လောက်လဲဆိုတာဟုတ်ပါပြီဗျာရေးရှိလို့လားယင်ဘာနဲ့တက်ရှိလို့လဲရေးကြည့်ရဆိုတဲ့ဟာတော့ပိုရေးကြည့်ပါတယ်ဟုတ်ကဲ့ဒါမဲ့ရေးကြည့်ရလူတော့ပါပဲအမိတော့ရေးမကြည့်ပါဘူးအော်โอเคဆိုလည်းပြီးတာပဲဟုတ်ကဲ့ဒီမှာကလောရောက်နေရယ်ဟုတ်တယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ကျမပြပြသားပြောဘာပြီးလို့ဖုန်းဆက်လာလဲဟာမင်းနဲ့ကျုံးတဲ့ညမှာဖုန်းမဆက်ရဘူးလားဟိုတနေ့ကပဲပတ်စံ330ခီးထပ်ဖို့ပေးလိုက်တဲ့လူတယောက်ကအဲ့ဒီနောက်ပိုင်းဘာမှဖုန်းဆက်စရာမလိုတော့ဘူးလားမဖွင့်သေးဘူးကိုရဲ့ဘာဖြစ်လို့လဲခဏလေးကိုပြောလိုက်စမ်းပါကိုခဏလေးစပီကာဖွင့်ပြီးပြောလိုက်စမ်းပါတတိရှိနဲ့ဘာလို့ကျမပြောရမှာလဲပြောရမယ်လေမင်းအောက်စပွန်ဆာလိုဖာခံတာလိုနဲ့မင်းဆက်သွယ်ထားတာလေဟာပြောပါဦးမင်းကငါ့ကိုအချီကိုသိန်း100နဲ့ဆက်သွယ်ထားတာလေဟုတ်ပြီဒီမှာရန်ကုန်ပြန်ရင်တွေ့မယ်နော်ကိုခဏလေး Hello စပီကာ Hello ကိုမင်းတို့ဘာပြောရမှာလဲကိုရဲ့ဟဲ့မင်းဘာပြောချင်တာလဲမင်းဘာပြောချင်တာတောင်းဘာပြောရမှာလဲရောငါမင်းမကိုမေးလိုက်ရအောင်မင်းမနဲ့ငါနဲ့ကစပွန်ဆာမနစ်ကတစ်နေ့လုံး3,000ကျော်စပွန်ဆာပေးထားတာရအောင်ဟုတ်လားဟုတ်ပါမင်းဘာလေးလိုချင်လဲငါစီမှာတောင်းလိုက်ငါထောက်ထားတွေကုန်ပေးမယ်โอเคဟုတ်ပြီအခုဘယ်လိုစပွန်ဆာမျိုးပေးမင်းဘာလေးလိုချင်လဲမင်းလိုချင်လိုက်ကိုခဏလေးဟုတ်ပြီအခုကျွန်တော်အခုဖုန်းဆက်မယ်အခုအဲ့ဒါလေးကြည့်ချင်လို့ပါဟုတ်โอเคမင်းကြိုက်တဲ့ဆက်လို့ရတယ်နော်ဟုတ်ကဲ့ကိုကျေးဇူးပါမဟုတ်ကျွန်တော်အဲ့ဒါလေးကြည့်ချင်တာဗျာဒါနဲ့ဘယ်လိုပတ်လဲဆိုတော့ထောက်ထားပါပေးမယ်ဟုတ်ကဲ့ကိုဟုတ်ကျေးဇူးပါကိုအေးဟုတ်ပြီအေးကျွန်တော်အဲ့ဒါလေးကြည့်ချင်လို့ပါဟုတ်ကဲ့အေးမင်းတော့ငါနာမည်တော့မသိဘူးလားမင်းเจ้าအေးသွဲပြောနေတော့ငါကြားနေတယ်ဟုတ်ကဲ့ကိုဟုတ်ကဲ့ပါမင်းနဲ့ကွဲပြီးမှမင်းကဒုတိယကြီးသားလို့တော့ပြောတယ်ကွာဟုတ်ကဲ့ကိုဟုတ်ဒီမှာကြီးသားတော့ကဲမင်းလို့တယ်ဦးမလျောင်ပြောပါဗျဦးမလျောင်ရန်ကုန်မှာဘယ်နေ့အားလဲရန်ကုန်မှာဘယ်နေ့အားလဲဆိုတော့ပြောစရာမရှိဘူးလေမင်းနဲ့ငါနဲ့စကားပြောစရာအကြောင်းကမရှိတော့ဘူးလေဒါပေမဲ့ဘာပြောရှိပါတယ်အခုကဦးမလျောင်က